ရှိပြီမလဲမိသားစုတွေကျွန်တော်ရဲ့အတွင်းစိတ်ပန်းတဲ့ကိုကြည့်ယူမျက်နှာမှာပြုံးနေပေမဲ့ဒီမှာတော့အကျွေးတွေများနေတာဟုတ်မိသားစုတွေနဲ့ဝေးအတီးရတော့ဘလို့တော့ငိုနေတယ်လေဆိုပွဲမရှိရင်အကျွေးတွေဆက်ရင်တိုးဖို့တွေများတယ်လေတကယ်တော့မကယ်နဲ့တော့ဆင်းလိုက်တော့ဘာနေရတမျိုးအော်လာလာတယ်တော်မမိသားစုပေါ်လေးကနေပုံထွက်လာတယ်ဟုတ်တယ်ကြီးတော်တော်လေးပြောပါဟုတ်တယ်နမေကတငင်းကမောထွေးကိုတငင်းကျွန်တော်ဒီစိတ်ကလေးကဘောရှုပ်နေခွက်တွေကြားထဲမှာတော့တရှင်းနေလေကိုထုတ်ဘောလည်းမဟုတ်ဘူးလေအဲ့ဒါတွေမဖြစ်နိုင်ပါဘူးအခါမှမကြောက်ဘူးပေါ့တူတလနဲ့ကသေးနေပေါင်းနေရှင်းမြက်တွေတင်ပြီးအဲ့ဒါမှမလုပ်ချင်တဲ့ဘီကထမင်းမကျွေးဘူးလေဘောကိုဖြတ်တန်းလာခဲ့ဒီလိုနဲ့ကဲကောင်းထုံးမဇောနဲ့တင်ညာတင်ဝင်ရောက်ဟိုးဝေးကြည့်မိဘနဲ့ဝေးမြို့ကြီးအဲ့တော့တတိယနေရွာပြန်ပြီးလေပဲပုံစားပါအေးလေမြို့ကြီးပြကြီးကိုကျွန်တော်ရောက်လာဟဲ့အဲ့ဒီအချိန်မှာကျွန်တော်ခံစားချက်တွေဖြစ်လာတာကမြို့ကြီးပြကြီးရောက်တာသုံးနေကြာပြီအမေဒီကနေ့မရမေးဒီကနေ့မှသာပြောရတယ်ဘာရှိပြီဘုရားငိတ်ပတ်ထိုးရင်လေအဲ့ဒါကတော့တော့စီအမလေးလူတော်မအောင်နိုင်တော့ဘုရားဒီပြောကြီးမှာပညာတွေသိအခက်ခဲတွေမျိုးကြားတွေကနေစေရဲစာဝေးပွဲကိုရောက်အောင်ကျွန်တော်ဖြေချခဲ့တယ်ဗျာဝိုင်းလေးကကြိုးရတော့ရွှေတော့ဘာမှမဖြစ်ဘူးဝိုင်းလေးမျက်နှာရဲမဲ့ရဲတို့နေပြီးတိုင်းဝိုင်းလေးကမှအဲ့ဒါအလိုတမတိန်ထုတ်အောင်အဲ့တော့တိန်အဲ့ဆိုရင်တော့ကိုဝင်ရှိနေတာကိုမကြည့်ကြပါဘူးမျိုးလုံးကြောင့်ညီရဲပါဒီဘက်လည်းအောင်မတက်တော့တေတော့မယ်ကိုရဲကထုတ်ပါဒီတော့ခက်ပြီကျူရှင်လည်းမသိခဲ့ရပါသူများတွေတက်တယ်ပေါ်လာတယ်ကျွန်တော်မတက်ခဲ့စာခိုးချလို့အောင်ခဲ့တာပါထဲ့ပြောအဲ့ဒါလည်းမနာဘူးပြောလိုက်ခိုးချခြင်းနဲ့ခိုးချလို့ရတယ်ထင်လားမျက်စိလင်မချလို့ရတာကိုကိုကမျက်စိကိုကစားတတ်တယ်လေအဲ့လိုလေစေရအောင်ခဲ့ပါသဘူပလီဘယ်လိုသဘူပလီရပါစေရအောင်တော့တကယ်ချင်းတွေကစေကြောင်းရောက်တကယ်ချင်းတွေကအင်ဂျင်နီယာကြောင်းရောက်ဒီလေးကစကူလဲရောက်နှစ်ပါးပါကြည့်